ဒီကလေးမလေးဟာလူတွေရဲ့တေဆုံးမိအချိန်ကိုကြုံမြင်နိုင်တဲ့စွမ်းရည်ရှိပါတယ်။တနေ့မှာတော့သူမဟာမိခင်ဖြစ်သူနဲ့အတူတွာလာနေရင်အမျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီကဏ္ဍရဲ့အတိတ်ပဲကတော့အဲ့ဒီအမျိုးသမီးဟာတမိနစ်အတွင်းတေဆုံးတော့မှာဖြစ်တယ်ဆိုတာပါပဲ။ဒါကြောင့်ကလေးမလေးကအဲ့ဒီအမျိုးသမီးကိုဥမမမှာတခုခုယောဂဖြစ်နေတာလားလို့မေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါကလေးရဲ့မိခင်ကသူမကိုတိတ်ဆိတ်သွားစေပြီးအဲ့ဒီအမျိုးသမီးကိုတောင်းပန်လိုက်ကတမိဖြစ်သူကိုအဲ့ဒီလိုမျိုးမေးခွန်းတွေမမေးဖို့ဆူလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးစကားတော်မဆုံးသေးခင်မှာပဲကြီးမားတဲ့ပန်းအိုးတစ်လုံးပြုတ်ကျလာပြီးအဲ့ဒီအမျိုးသမီးရဲ့ခေါင်းပေါ်ကိုတဲတဲကြကချက်ချင်းပဲအသက်ပြောက်သွားပါတော့တယ်။နောက်ပိုင်းမှာတော့မိခင်နဲ့တမိဖြစ်သူတို့လေရင်ပေါ်စီးလာခဲ့ကြပါတယ်။လေရင်ပေါ်ရောက်တဲ့အခါကလေးမလေးဟာလေရင်ပေါ်ကခီးတီတွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာခုနကလိုကဏ္ဍမျိုးတွေကိုပဲမြင်လိုက်ရပါတယ်။ဒါကိုကြည့်ပြီးလေရင်ပေါ်ကလူတွေအားလုံးတေဆုံးတော့မယ်ဆိုတာကိုသူမှသဘောပေါက်သွားပါတယ်။မိခင်ဖြစ်သူကဒီအကြောင်းကိုသိလိုက်ရတဲ့အခါလေရင်ပေါ်ကလူတွေကိုဆင်းဖို့ပြောပေမဲ့ဘယ်သူမှသူမစကားကိုမယုံကြည်ခဲ့ကြပါဘူး။လေရင်မှုကလည်းသူတို့တွေပြဿနာရှာတယ်ဆိုပြီးလေရင်ပေါ်ကနေဆင်းခိုင်းပါတယ်။အဲ့ဒီအချိန်မှာပဲအနားမှာထိုင်နေတဲ့ကုမ္ပဏီအမှုဆောင်ရရှိချုပ် CEO ကဒါကိုသတိထားမိပြီးသူကိုယ်တိုင်လည်းလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မှုကိုပြောလိုက်ပါတယ်။ဒါကိုမြင်တော့လူတွေက CEO ကိုဝိုင်းပြီးရေမောကြပါတယ်။ဒါပေမဲ့ CEO ကတော့သူတို့ကိုဂယူးမဆိုင်ပဲအဲ့ဒီအမျိုးသမီးနဲ့ကလေးမလေးတို့ကိုခေါ်ပြီးလေရင်ပေါ်ကနေဆင်းသွားခဲ့ပါတယ်။သို့တော်လည်းလေရင်ပြန်တက်ပြီးမကြခင်မှာပဲတစုံတစ်ခုမိုင်းသွားကလေရင်ပြတ်ကျသွားပြီးလေရင်ပေါ်ပါသူအားလုံးတေဆုံးသွားခဲ့ပါတယ်။ဒီအကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့ CEO ဟာလုံးဝတုံ့လှုပ်ချောက်ချသွားပြီးသူမြင်ခဲ့ရတဲ့အဖြစ်အပျက်ကိုတောင်မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့ပါတော့တယ်